ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွယ်တဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီးမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်လားပါတဲ့အရှင်ဘာပဲပြောကာယဒဏ်ဒီသာနဲ့အပြစ်အကြီးဆုံးမနောဒဏ်ဒီကာယဒဏ်လောက်အပြစ်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေစေပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွယ်တဲ့ဒီကန္တနာတဗုဒ္ဓဆရာကြီးရဲ့တပည့်တစ်ယောက်လမ်းလျှောက်ရင်းနဲ့မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘယ်လိုသတ်မှတ်လဲမှန်လားပါဗျာအပြစ်တော့ရှိပါရဲ့သို့တော့အပြစ်မကြီးပါဘူးဗျာဘာဖြစ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဗျာစေတနာပါရင်တော့အပြစ်ကြီးပါတယ်ဗျာစေတနာကိုသင်တို့မှာဘာဒဏ်လို့သတ်မှတ်လဲမနောဒဏ်လို့သတ်မှတ်ပါတယ်ဗျာအကျွဲစကားကိုစဉ်းစားပြီးတော့ပြောရှင်းတော့မညီဘူးဖြစ်နေတယ်စေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလားကြနေတယ်ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုပ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလည်းအဲ့တိုင်းပါပဲဟိုစက္ခုပါဠမထေရကြီးဆိုတာပိဿတို့ကြားဖို့ပါလေမျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်လေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေတနာမပါရင်အပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ပိဿကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကိုပြန်ပြီးတော့ခြိတုပ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားပါပဲပြောတပည့်တော်ကတော့ကာယဓမ္မအပြစ်ကြီးဆုံးလို့ယူဆနေတုံးပဲဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရစ္ဆာန်တွေအားလုံးကိုလူတယောက်ကဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လုပ်ပလိုက်မယ်တတ်ပြီးတော့အသားတခြားအယိုးတခြားဖြစ်အောင်လုပ်ပလိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့မဖြစ်နိုင်ပါဘူးဘုရားအေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလုပ်မယ်ဆိုရင်ဖြစ်နိုင်လားတဲ့အဲ့ဒါတော့ဖြစ်နိုင်ပါတယ်ဘုရားစိတ်တကိုးဟာကာယဒဏ်လားမနောဒဏ်လားအေးသူတို့အယူဆဆိုရင်မနောဒဏ်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားရဲ့သဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွယ်တဲ့စင်စင်စားစားပြောသင်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောတပည့်တော်ကတော့လက်မခံသေးဘူးဘုရားအဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိပ်ကြီးတာဆိုတော့စိတ်ရှိလက်ရှိဆက်ပြောတယ်တကြွယ်တဲ့သင်ကငါမေးမယ်တဲ့ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာတောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာဘာပြုလို့သင်ကြားဘူးလေတဲ့မှန်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြူစားတာလို့တပည့်တော်ကြားဘူးပါတယ်ဗျာစိတ်အစွမ်းကြောင့်မြို့တွေကနေတောကြီးတွေဖြစ်သွားတာသင်စကားကိုရှင်းနောက်ဆင်ញင်ပြီးတော့ပြောဟောအဲ့ဒီတော့မှတကြွယ်ကမှန်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖေ။ဒါပေမဲ့စမ်းကြဲတဲ့စကားကိုနားထောင်ခြင်းလို့တပည့်တော်စန့်ကျင်ဘက်မထေမဲ့မြင်ပြုပြီးတော့ပြောမိတာသိခံခွင့်လို့ပါဗျာ။ဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်တာဝကလို့မှတ်ပါ။မြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာ။အဲ့ဒီမှာမြတ်စွာဘုရားကဘာမိန့်ရှိလဲဆိုတော့တခါကြီးသင်လိုထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတစ်ယောက်ဟာအလုပ်တစ်ခုကိုစင်စင်စားစားလုပ်တဲ့နဲ့တဲ့အယံကာယောကြီးမဆုံးဖြတ်နဲ့တဲ့အဲ့ဒီလိုပြောတော့အရှင်ဘုရားတဲ့ဒီစကားကြောင့်ပိုးပြီးတော့တပြည့်တော့အရှင်ဘုရားကိုမျက်နှိုးရပါတယ်ဗျာတဲ့ဘာဖြစ်လို့လဲဆိုတော့အယူအဆတစ်ပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပြည့်တော်လိုတကားမျိုးသာရမယ်ဆိုရင်ဟောဒီတစ်မျိုးလုံးကိုတကွန်နေအလံနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့အရှင်ဘုရားကတော့စင်စင်စားစားလုပ်လို့ပြောနေတယ်တဲ့အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန့်ရှိတုံးဆိုတော့တကားကြီးအချိန်အကြာကြီးတင့်အိမ်မှာဏိကန္ထတွေဟာရေတွင်းသဖွယ်တင်လှူဒန်းခဲ့တာဒါကြောင့်သူတို့လာမယ်ဆိုရင်ဆွမ်းကွန်းအဖျော်ယမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပူပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားဘူးနေတာကယဟန်ဂေါတမကငါသာလျှင်လှူငါလှူမှအကျိုးရှိတာတခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဘူးပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတက္ကကြီးကိုဒါနကထာသီလကထာအစဉ်အတိုင်းဟောတော့သောတပတ္တိမေညာဘုံညာကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှာအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှာအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်မယ်သို့တော်ဒီတုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဦးဇင်းဆက်ပြောမယ်နော်အဲ့ဒီလိုနဲ့ဥပါလိတကြွယ်ကယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတဲ့လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တဆင်စကား